ok mình là bia cho nó thì làm nên xong nó sẽ chào má chơi giả bọn nó má chơi giả cái này đi được chào giả cho nó bia ok mình là bia cho nó bia mà cái đó lý cái gì mình đi bộ lý cái gì thì nó biển đông biển lý biển cứ làm ấy ngã biển bọn nó thì lý cái gì đi bộ cho nó chào bia mà chụp vào đấy tôiว่าเป็นอะไรล่ะလဲဆိုတော့ဒီထိတ်ကလေးတွေကိုကျွန်တော်ပြမှာပေါ့နော်သူကဒီကျွန်တော်တို့996နဲ့239ကိုဒီပုံမှာချတင်ရေးထားတာပေါ့နော်အဲ့ကလေးကပြမှာမလို့သူကကျွန်တော်တို့ဒီမှာဒီ239အပိတ်နဲ့ဒီ996ထိတ်နဲ့90ခွန်ပေါင်းချင်း6နဲ့ကျွန်တော်တို့ကတပင်ကျော်ကဒီမှာသူ့ရဲ့တပင်ကျော်ကဒီထိတ်6ထိတ်နဲ့ကိုကျွန်တော်တို့ကနှစ်လို့ဖြစ်တာပေါ့နှစ်ပြီးတော့သူ့အောက်မှာဒီ69ဆိုတဲ့နှလုံးပေါင်းချင်း8လေးနဲ့ကျွန်တော်တို့ကဒီတပင်သူ့ရဲ့တပင်ကျော်မှာရှိတဲ့ဒီက9ထိပ်လေးနဲ့ကိုနှစ်ပြီးတော့3လို့ဖြစ်သွားတယ်3ပြီးတော့ကျွန်တော်တို့ကအခုဒီမှာ396ဆိုတဲ့အကတ်နှလုံးပေါင်း6လေးနဲ့အခုကျွန်တော်တို့ကပြီးခဲ့တဲ့တပင်ကျော်မှာရှိတဲ့ဒီ8ထိပ်လေးနဲ့ကိုကြတော့4လို့ဖြစ်သွားတာပေါ့4လို့ဖြစ်တယ်အခုအားဆိုတော့ကျွန်တော်တို့ကဒီမှာ9လို့ဖြစ်ရမှာဆိုတော့ဒီမှာ85ဆိုတဲ့ပေါင်းချင်းနှစ်လေးရှိတယ်အဲပေါင်းချင်းနှစ်လေးနဲ့ဒီတပင်ကျော်မှာကျွန်တော်တို့က3ထိပ်ဆိုတဲ့ကဏ္ဍလေးတစ်ခုကဏ္ဍလေးတစ်လုံးပေါ့3ထိပ်သူက9ခွန်6လို့2 9 5လို့3 3 6 8လို့4ခွန်5 3မှာကျွန်တော်တို့က9လို့ဖြစ်မှာပေါ့2 3 4 5အဲ့ဒီခါကောင်ကသူကဗာလေးနဲ့ထပ်ချုပ်ထားတယ်လဲဆိုတော့ကျွန်တော်တို့ကသူ့ရဲ့ဒီဘက်ကမျက်ကုံမှာရှိနေတဲ့ဒီရှေးပေါင်းပေါ့9ခွန်9ရှေးပေါင်း6လေးနဲ့သူ့ရဲ့ဒီဘက်ဆောင်းကဒီ6ထိပ်လေးနဲ့လဲကျွန်တော်တို့က2လို့ပြန်ချုပ်ထားတာပေါ့2လို့ချုပ်တယ်2လို့ချုပ်ပြီးတော့သူ့ရဲ့ဒီအောက်ကတခါ363ရှေးပေါင်း6လေးနဲ့ဒီ963ဆိုတဲ့9ထိပ်လေးနဲ့ကြတော့နှစ်ပြီးတော့1လို့ပြန်ချုပ်တာနှစ်1လို့ချုပ်တယ်ပြီးတော့တခါသူ့ရဲ့အောက်မှာကျွန်တော်တို့ကဒီ395ဆိုတဲ့ရှေ့ပေါင်း2လေးရှိတယ်အဲ့နှစ်ကလေးနဲ့ပြီးခဲ့တဲ့ပွဲက8ထိပ်လေးနဲ့ဟိုကြတော့3လို့ချုပ်တယ်နှစ်1 3ပေါ့နှစ်1 3လို့ချုပ်သွားတယ်အခုဒီကျွန်တော်တို့ကဒီပွဲမှာ9ချိန်မှာကျွန်တော်တို့က6လို့ဖြစ်ဖို့အတွက်ကဒီမှာ6 3ဆိုတဲ့ရှေ့ပေါင်း6လေးနဲ့ဒီဘက်မှာကျွန်တော်တို့က3ထိပ်လာမှ9လို့ဖြစ်မှာပေါ့အဲ့တော့ဘယ်လိုဖြစ်သွားအောင်ဆိုတော့2 1 3 9ပေါ့9 3 1 2လို့စီနီယာလေးအဲ့လိုလေးဖြစ်သွားတယ်ဒါဆိုရင်ကျွန်တော်တို့ကဒီထိတ်ကလေးကိုနောက်ထပ်ဒီ3ထိတ်ကလေးကိုနောက်ထပ်တနည်းနဲ့ပြန်ချုပ်ထားတာရှိသေးတယ်သူ့ရဲ့ဒီဘက်ကတပင်2ပင်ကျော်မှာရှိနေတဲ့ရှေးပေါင်း9လေးနဲ့ဒီရှင်းနှလုံး4တစ်ဆိုရယ်ရှေးပေါင်း9လေးနဲ့အဲ့ဒီတပင်ကျော်က6ထိတ်လေးနဲ့ကိုလေသူက1လို့ချုပ်တယ်သူ့အောက်မှာရှိနေတဲ့ဒီမှာ4တစ်ရှေးပေါင်း9လေးနဲ့အဲ့ဒီတပင်ကျော်က9ထိပ်လေးနဲ့ဟိုကြတော့3လို့ချုပ်တယ်1 3သူ့ရဲ့အောက်မှာရှိနေတဲ့ဒီ65ရှေးပေါင်း1လေးနဲ့ဒီပြီးခဲ့တဲ့ပွဲကဒီ8ထိပ်လေးနဲ့ဟိုကြတော့9လို့ချုပ်တယ်1 3 9 1 3 9ဆိုတော့ကျွန်တော်တို့ကဒီမှာဒီခါ8လို့ဖြစ်ရမှာပေါ့8လို့ဖြစ်ဖို့အတွက်လည်းဒီ80ခွန်းဆိုတဲ့ဒီရှေးပေါင်း9လေးခံထားတယ်အဲ့9လေးနဲ့ကျွန်တော်တို့ကဒီခုလာမဲ့9ချိန်မှာ3ထိပ်လာမှာပေါ့3ထိပ်လာမှ8လို့ဖြစ်မှာဒီဘောကလာခဲ့တာကြတော့ဒီနှလုံး6နဲ့6ထိပ်နဲ့ဟို2ဒီနှလုံး8နဲ့9ထိပ်နဲ့ဟို3ဒီနှလုံး6နဲ့8ထိပ်နဲ့ဟို4ဒီနှလုံး2နဲ့3ထိပ်လာမှ9သူ့ရဲ့ဒီဘက်ဇောင်းလေးကကြတော့ဒီရှေးပေါင်း6နဲ့6ထိပ်နဲ့ဟို2ဒီရှေးပေါင်း6နဲ့9ထိပ်နဲ့ဟို1ဒီရှေးပေါင်း2နဲ့8ထိပ်နဲ့ဟို3ဒီရှေးပေါင်း6နဲ့3ထိပ်နဲ့မှာ9ခုဒီဘက်က2ပင်ကျော်ကထောက်ထားတဲ့ရှေးပေါင်း9ရှိတယ်အဲ9နဲ့ကျွန်တော်တို့ကဒီ6နဲ့ဟို1သူ့အောက်မှာရှိတဲ့ရှေးပေါင်း9နဲ့9ထိပ်နဲ့ဟို3သူ့အောက်မှာရှိတဲ့ရှေးပေါင်း1နဲ့8ထိပ်နဲ့ဟိုကြ9ကျွန်တော်တို့ကဒီမှာ8လို့ဖြစ်ဖို့အတွက်ကဒီမှာရှေးပေါင်း9ခံထားတဲ့အတွက်ခု9ချိန်မှာကျွန်တော်တို့က3ထိပ်လာမှာပေါ့3ထိပ်လာမှာအဲ3ထိပ်လာမှာကိုကျွန်တော်တို့ကဒီပေါ်မှာသူ့ရဲ့ပေါ်က2ပင်ကျော်စီးလေးနဲ့ကြည့်မယ်တပင်2ပင်3ပင်4ပင်တပင်2ပင်3ပင်4ပင်တပင်2ပင်3ပင်4ပင်ပေါ့
ဒီစနစ်လေးနဲ့ပြန်ကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့ကသူ့မှာဖြစ်ထားတာကကျွန်တော်တို့ကဒီမှာဒီ6တုံညာကနှလုံး6အဲ6တုံညာနှလုံး6နဲ့ကျွန်တော်တို့ကဒီ8နဲ့ဒီ8ထိပ်လေးနဲ့898ဒီ8ထိပ်နဲ့4သူ့ကိုနှစ်ပင်ကျော်1 2နှစ်ပင်ကျော်မှာကျွန်တော်တို့ကဒီမှာကျတော့4ပြီးတော့ကျွန်တော်တို့ကဒီခွန်8ဆိုတဲ့နှလုံး9နဲ့ကျွန်တော်တို့ကဒီ8ထိပ်နဲ့ကိုကျတော့3လို့ဖြစ်တာ4ပြီးတော့3ပေါ့ဒီ895ကိုအောက်ကိုနှစ်ပင်ကျော်ဆိုတော့ဒီခွန်တုံညာ6ကျော်လိုက်မယ်တစ်ပင်ဘုခွန်2ကိုတစ်ပင်ကျော်နှစ်ပင်ဒီမှာ6တုံညာ6နှစ်9မှာကျွန်တော်တို့ကဒီမှာ90ခွန်းဆိုတဲ့အဆောင်ထားတယ်နှလုံး6နဲ့ကျွန်တော်တို့ကဒီ6ထိပ်နဲ့ကြတော့2လို့ဖြစ်သွားတာပေါ့4 3 2ကျွန်တော်တို့ကဒီမှာကျွန်တော်တို့က1လို့ဖြစ်ဖို့အရေးကိုကျွန်တော်တို့ကဒီမှာက35ဆိုတဲ့နှလုံးဇောင်း8ကလေးထိုးထားတယ်အဲဇောင်း8ကလေးနဲ့အခု9ချိန်မှာကျွန်တော်တို့က3ထိပ်လာမှ1လို့ဖြစ်မှာပေါ့1 2 3 4အဲ့လိုလေးကျွန်တော်တို့ဒီမှာ3ထိပ်ပေါ့9ချိန်မှာ3ထိပ်လိုက်ရင်သူကဒီ4ကစီးလေးမှာပဲသူကကျွန်တော်တို့ကဒီတုံညာထိပ်လေးနဲ့ဒီတုံညာနောက်ပိတ်လေးနဲ့ဒီရှည်ပေါင်း8နဲ့ဘူး3လုံး8လို့ကတ်3လုံး8လို့ဖြစ်တယ်သူ့အောင်မှလည်းဒီခွန်ပိတ်လေးနဲ့ရှည်ပေါင်း1လေးနဲ့ကိုလည်း8လို့ပဲချုပ်ထားတယ်ကျွန်တော်တို့ကပြီးခဲ့တဲ့ဘွေကဒီ4ပိတ်ကလေးနဲ့ရှည်ပေါင်း4လေးနဲ့လည်း8လို့ချုပ်ထားတယ်ဒါဆိုတော့ကျွန်တော်တို့ကဒီမှာ3ပိတ်ထားတဲ့အတွက်ကျွန်တော်တို့ကဒီရှည်ပေါင်း5လေးနဲ့မှ8လို့ဖြစ်ရမယ်ဆိုရင်တော့ကျွန်တော်တို့က30နှစ်ရှည်တယ်30နှစ်ဆိုတဲ့ရှည်တယ်လေးပေါ့5ချိန်2020နဲ့6 5ချိန်5ချိန်မှာကျွန်တော်တို့က30နှစ်ဆိုတဲ့ရှည်ရွယ်လေး30နှစ်ဆိုတဲ့ရှည်ရွယ်ရထားတယ်အဲ့ချိန်မှာကျွန်တော်ကတော့ပဋိကတော့ကျွန်တော်အကြိုက်ပေါ့ကျွန်တော်အမြင်ကတော့ကျွန်တော်တော့ဒီနှစ်ပဋိကြိုက်တယ်နှစ်ပဋိကြိုက်တော့ကျွန်တော်တို့3နှစ်ခွန်ပေါ့30နှစ်ရှိတဲ့ရထားတယ်ဆိုတော့ကျွန်တော်တို့3နှစ်ခွန်ဆိုတော့ကနန်းလေးတကွက်ရတာပေါ့ပဋိနှစ်ကတော့ပဋိနှစ်ကဘယ်လိုလာတာလဲဆိုတော့ပဋိနှစ်ကကျွန်တော်တို့ဒီဘက်မှာကျွန်တော်တို့ကဒီဘက်မှာဒီကုခွန်တစ်ဆိုတဲ့3လုံးကုခွန်တစ်3လုံးနဲ့ပုံလေးခွန်ဆိုတဲ့အနန်းလေးရှိတယ်ကုခွန်တစ်1 2 3 4 5ကုခွန်တစ်1 2 3ရထက်1 2 3ရဒီကိုကနေ1 2 3ရလည်းပြင်ပါလေဒီခွန်တစ်ကိုဆိုတဲ့ပုံလေးခွန်ထားတာ3လုံးခွန်တစ်ကိုနဲ့ပဲခွန်ထားတယ်ခွန်ပေါ့1 2 3ရနေပြီမှာလဲကျွန်တော်တို့ကဒီမှာ6 1ခွန်ဆိုတဲ့ခဏ3လုံးနဲ့ပုံလေးခွန်ရှိတယ်အဲ့ဒီခွန်ကနေကျွန်တော်တို့ကပြီးခဲ့တဲ့ပုံက1 2 3 4ပင်ရရောက်တော့ကျွန်တော်တို့ဒီ6ခွန်1လို့ခွေတဲ့ဒီပုံလေး6ခွန်1ကနေ1 2 3 4ပင်ရအောင်မှာကျွန်တော်တို့ကဒီမှာပရိရှိပြီးတော့ဒီမှာ1 2 3ရနေပြီမှာခွန်1 9ပုံလေးခွန်တယ်ခွန်1 9နဲ့ပုံလေးခွန်လိုက်ရင်ကျွန်တော်တို့ကတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ရောက်မှာကျတော့ပရိ9ခုကျွန်တော်တို့က1 2 3ရနေပြီမှာ6 1ခွန်တဲ့ပုံလေးပြန်ခွန်တယ်ဒီ6 1ခွန်ဆိုတဲ့3လုံးခွန်တဲ့ပုံလေးပြန်ခွန်တယ်ခွန်လိုက်ရင်ပြီးခဲ့တဲ့ဘုရားကျွန်တော်တို့က1 2 3 4ချိန်ရောက်မှာကျတော့ပထမကမှာ8ဒုတိယကမှာ9တတိယကမှာကျွန်တော်တို့က10ဆိုတဲ့ပရိဝင်တော့10ပရိ10တို့ကအဲ့ဒီ8 9 10ပထမကမှာပရိ8လို့
ဒီ6ခွန်1ရဲ့တစ်ချိန်2ချိန်3ချိန်4ချိန်အောက်မှာဗရိတ်8လို့ခံတယ်အဲဗရိတ်8ရဲ့အောက်မှာကျွန်တော်တို့ကတုံးထိပ်ပုံတွေနဲ့ဗရိတ်2ဆိုတဲ့ကဏ္ဍလေးတစ်ခုတုံးထိပ်ပုံတွေနဲ့ဗရိတ်2ဆိုတဲ့ကဏ္ဍလေး336အဲကျွန်တော်တို့ကဒီမှာလဲခွန်1 9လို့ဒီတုံးလုံးနဲ့ပဲပုံတွေခွန်တယ်ခွန်လိုက်ရင်တစ်ချိန်2ချိန်3ချိန်4ချိန်အောက်မှာကျွန်တော်တို့ကဗရိတ်8ပြီးတော့ဗရိတ်9လို့လားဗရိတ်9လို့ကြာလာရင်လည်းသူ့အောင်မှာတုံးထိပ်ပုံတွေနဲ့ဗရိတ်2ခုကျွန်တော်တို့တတိယကံမှာကျွန်တော်တို့က6 1ခွန်နဲ့ပုံတွေခွန်တယ်တစ်ချိန်2ချိန်3ချိန်4ချိန်အောက်မှာပြီးခဲ့တဲ့ပွဲကဗရိတ်30ကြာတော့တယ်ပေါ့ဗရိတ်30ကြာလိုက်လို့ကျွန်တော်တို့ဒီပွဲမှာလည်းတုံးထိပ်ကပုံတွေနဲ့ဗရိတ်2ဆိုရင်တုံး2ခွန်ပေါ့